တခါလေနားလေချင်မှနားလေလိမ့်မယ်ဗျနားလေအောင်လည်းမကြိုးစားနဲ့ဖခင်ရဲ့လုံနေတဲ့အရာတွေတိတ်လှလုံးတဲ့အခါမှာသင်နားမလည်နိုင်ဘူးဥမာတခုနားလေပြပြမယ်သင်ပေါ်မှာလူတွေကမကောင်းတော့ဘူးဆိုရင်အဲ့ဒါကသင်ဝမ်းနည်းရမှာမဟုတ်ဘူးသင်ပေါ်မှာလူတွေကကွယ်အမျိုးစုံကွယ်သင်ဘလောက်ပဲကောင်းကွာတင်ဘလောက်ပဲကောင်းအောင်ကြိုးစားကွာအဲ့ဒီလူတွေကကွာကိုဘလောက်ပဲကောင်းအောင်လုပ်အဲ့ဒီကောင်းအောင်မမြင်တတ်တဲ့လူတွေအသင်အနားမှာရှိနေပြီဆိုရင်ရှိရင်ပေါ့ကွယ်ရှိတယ်အရင်ခံစားရှိတယ်ဟုတ်တယ်အဲ့လိုရှိတယ်ဆိုရင်မှတ်ထားလိုက်တင်ပေါ်မှာဖျားထားတဲ့အကြံစီအကြီးကြီးရှိတယ်ဆိုတာကိုသင်သိဖို့လိုတယ်အာမင်ကျွန်တော်လူတွေကိုကျင့်တတ်အောင်လဲပြောနေတာမဟုတ်ဘူးကျွန်တော်ရင်ထဲမှာရှိတဲ့အရာကျွန်တော်နဲ့ဖျားနဲ့ရထားတဲ့အရာတွေကိုသူများမပြောပြပဲမနေနိုင်လို့ကျွန်တော်ပြောလာပဲဖြစ်တယ်ရစီချင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လှည့်စားခံနေရတယ်ဗျလှည့်စားခံနေရတယ်စာရန်ကကျွန်တော်တို့ကိုအမျိုးမျိုးသောအကြောင်းအရာတွေနဲ့လှည့်စားတယ်အင်္ဂလိပ်လိုဆိုတော့ temporary circumstances လို့ခေါ်တယ် temporary circumstances ဆိုတာကဖြစ်တဲ့လက်ရှိအခြေအနေလေးတွေကလမ်းဆုံးသွားပြီလို့ထင်ရလောက်တဲ့အခြေအနေမျိုးထိစာတန်ကလှည့်စားတတ်တယ်ဥမာဗျာယောသကမတည်သေးပါဘူးဒါပေမဲ့ယောသတည်သွားပြီဆိုတဲ့သတင်းစကားကို evidence နဲ့သူရဲ့သားတွေကသူ့အဖေကိုလာပြအဖေရဲ့သားငယ်တည်သွားပြီဒီမှာကြည့်ဆိုပြီးတော့မှဘာဖြစ်လဲတရိษံရဲ့အသွေးနဲ့နှစ်ထားတယ်သူ့သားရဲ့အဝတ်ကိုယူလာပြီးတော့ပြတဲ့နေ့ကနေစပြီးတော့မှယာကုပ်ကဘာဖြစ်သွားလဲဆိုတော့သူကလူသားအသက်ရှင်ပေမဲ့စိတ်ကသေသွားပြီဘာကြောင့်လဲဆိုတော့သူမျောလင့်ထားတဲ့သားကတယောက်ပဲရှိတယ်အဲ့ဒါကယောသကျွန်တော်အမေလောက်ဆုံးရှုံးတဲ့သူရှိအောင်မလားကျွန်တော်အမေကငငယ်တဲ့ဖခင်အယမ်းချစ်တဲ့အတော်ကြီးတယောက် sorry အမလေးတယောက်ဘယ်လိုပြောမှမသိ sorry မှားရင်လည်းအိမ်ရောက်ရင်စုကောင်းအန်ဒီလေးတယောက်သူမုတ်ဆိုးမဖြစ်တဲ့အချိန်မှာငငယ်လေးပဲရှိနေတယ်ဟုတ်လားအမေဘယ်ရွယ်ရှိလဲမုတ်ဆိုးမဘယ်ချိန်ဖြစ်တာလဲအမေလည်းအယမ်းစဉ်းစားတာပဲ40မပြည့်ပဲနဲ့မုတ်ဆိုးမဖြစ်တာ40မပြည့်ခင်မှာမုတ်ဆိုးမဖြစ်တာကျေးဇူးတင်တယ်မေရဲ့နောက်ကြမြည်လိုက်တာဆော်မကြားလိုက်ရတယ်မေဘာပြောတာလဲမဟုတ်ပါဘူး40မကြော်ခင်မှာမုတ်ဆိုးမဖြစ်တယ်ဒါပေမဲ့နောက်ကြမယူတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်လို့ပြောတာဟမ်တာသမီး3ယောက်ရှိတယ်လေမောင်ယူမှာပေါ့အမေနော်အလကစားရပါအမေမုတ်ဆိုးမဖြစ်တဲ့အချိန်မှာတာသမီး3ယောက်ရှိပြီ40မကြော်သေးဘူးအရွယ်ကောင်းအပြင်သူကလည်းပညာတတ်ပါညာလေကျောင်းဆရာမကြီးလေဆိုတော့ကျောင်းပြုတ်သွားလဲ तू ကအင်္ဂလိပ်စာကျူရှင်ပြစားတယ် तू မှလည်းပတ်စံရှိတာပဲဟာလား तू လိုက်ချိုက်တဲ့လူလည်းရှိမှာပဲနည်းနည်းပါပေါ့စဉ်းစားနေတယ်မစဉ်းစားနဲ့တော့ပြီစဉ်းစားကြည့်အလုပ်ပြုတ်တယ်88အရေးခင်မှာစင်မောင်တက်ပြီးတော့ចောင်းသားတို့အဖေးသေးတယ်သူအားကိုရတဲ့အကိုကြီးသူ့ရဲ့အကိုကြီးသူကဒီတက္ကသိုလ်မှာဆိုရင်လှိုင်တက္ကသိုလ်မှာနော်ဟုတ်လားမေသူကတမိုင်းကတိကမြန်မာပြည်တမိုင်းတွေပါရေးတယ်သူအဲ့ကတိကဖြစ်တဲ့နေ့မှာပဲသူသိတာဆိုတော့သူကသူ့အကိုလဲသူအရင်အားကိုရတဲ့သူ့အကိုလဲသွားပြီသူ့ယောက်ျားလဲသွားပြီတိတ်မကြောက်သူ့သမီးကျွန်တော်ရဲ့အမအကြီးဆုံးအသက်22နှစ်နဲ့သိတယ်22နှစ်အမေကျွန်တော်အတုပါချခဲ့တယ်ကျွန်တော်သိတယ်အမေ22နှစ်အသက်22နှစ်တဲ့ကျွန်တော်မျိုးလုံးထဲမထွက်ဘူးမေအခေါင်းမှာအသက်22နှစ်တဲ့နော်လေးထူးတဲ့ကျွန်တော်ဒီနေ့မမေ့ဘူးကျွန်တော်အုံတော်ရန်ကောင်းတယ်ကြီးတော်ကြောင့်22နှစ်အဲ့ချိန်မှာကျွန်တော်ရေးလဲကြည့်ခွဲတာအဲ့22နှစ်မှာကျွန်တော်အမကလေးတယောက်ရနေပြီ accidentally ရတာဒါလည်းနောက်မှပြောပြမယ်ကျွန်တော်မရှိလို့မပြောဘူးနောက်မှကျွန်တော်အကုန်ဖော်တာမပူနဲ့
လူတွေကဖုံးထားတယ်ကွာသူတို့သိခါကြမှာဆိုလို့ဒါမဲ့ကျွန်တော်ဖော်တယ်ဘာကြောင့်ဆိုလူတွေလည်းကိုယ့်လိုခံစားတဲ့သူတွေလည်းသူတို့လည်းဒီလိုကြော်ဖြတ်ခဲ့ပါလားသူတို့မှလည်းဒီလိုရှိဘူးပါလားဒါဆိုငါလည်းဘာအောင်နေဆိုအကြောင်းရှိမှလဲဆိုတဲ့လူတွေအတွက်ကျွန်တော်ကမရှက်ဘူးကြိုက်တော့ဝေဖန်စေပြန်တာမရှိဘူးဝေဖန်ပါစေဒါပေမဲ့လုံးဝမျောလင့်ချင်းမဲ့တဲ့လူတွေအတွက်ကျွန်တော်တရားဟောချက်လုံးဝဆေးပဲအားငယ်တဲ့လူတွေအတွက်ဆေးပဲတီလမ်းတင်ကြီးကိုမောင်မတွေပြည့်စားမတွေအများကြီးကျွန်တော်အပြင်ပြောင်းလဲနေတာသိလားအများကြီးမရင်းကောင်တွေအများကြီးပြောင်းလဲနေတာကျန်တဲ့ပုံကိုယ်တွေအတွက်တော့ကျွန်တော်ဟုတ်ချင်မှဟုတ်မယ်လေဒါပေမဲ့မျောလင့်ချင်းမဲ့လို့မှလမ်းဘေးရောက်နေကောင်တွေအလားငါတို့ကဒီလိုဘွားနေပဲလမ်းဆုံးမယ်ဆိုတဲ့ကောင်တွေကကျွန်တော်တရားဟောချက်နဲ့လွတ်မြောက်တာဗျအဲ့ဒီအတွက်ကျွန်တော်သက်ရှင်တာပျော်တယ်ဗျတမျိုးလုံးဝိုင်းပယ်ထားတဲ့ဇက်ကဲကိုယေရှုကစိတ်ဝင်စားတယ်ဗျကျွန်တော်တို့ကခရစ်တော်အတွက်အသက်ရှင်နေဆိုရင်အဲ့ဒီသူများပယ်ထားတဲ့လူကိုကျွန်တော်စိတ်ဝင်စားပြီးသူ့ရဲ့နေရာကိုပြန်ပြီးတော့တဲမှာပေးဖို့အရေးကြီးတယ်ဗျတင်းရဲ့ဘဝမှာမျောလင့်ထားတဲ့အရာတွေပျက်စီးသွားပြီလို့ဘယ်လို့မှပြန်ပြီးတော့မှပြန်အဖတ်ဆက်လို့မရတော့ဘူးလို့သင်ထင်နေရင်သင်မှားသွားလိမ့်မယ်ကျွန်တော်တို့ဖခင်ကမျောလင့်ခြင်းရဲ့အရှင်ဗျာအာမင်ကျွန်တော်ဖခင်ပါလေမျောလင့်ခြင်းရဲ့အရှင်ဒီဖခင်ကသူ့ကိုမျောလင့်တဲ့သူရဲ့တတ်တာမျောလင့်စရာမရှိတော့ဒါပေမဲ့မျောလင့်စရာဘာလို့မှရှိလဲဖခင်မှရှိတယ်အာမင်မျောလင့်စရာမရှိတော့ကြိုက်တာပြောမျောလင့်စရာဘာလို့မှရှိနေကျွန်တော်ဖခင်မှရှိတယ်ထာပြောင်းမျောလင့်တော်သူတို့မူကအားပြေရလိမ့်မယ်ဟာလေလုယာဒါကျွန်တော်ညီကိုမောင်မတွေအားပေးရှင်ကျွန်တော်နိုင်ငံကြီးပဲကြည့်မလားမျောလင့်စရာမရှိဘူးကျွန်တော်မိသားစုပဲကြည့်မလားတခါလေးမမျောလင့်စရာမရှိတဲ့အခြေအနေရှိတယ်အနာဂတ်ကြည့်မှမျောလင့်စရာမရှိဘူးဒါပေမဲ့ကျွန်တော်အားပေးရဲတယ်ကျွန်တော်ပြောရဲတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ life ကကျွန်တော်ကကိုစမ်းသပ်ပြီးမှဟုတ်ပြီဆိုမှလူမျိုးကျွန်တော်ပြောရဲတဲ့သူလုံးဝအာမခံချက်နဲ့ကျွန်တော်ဟောရဲတယ်ဒါကြောင့်ကျွန်တော်တရားဟောရင်အတန်ကျဲတယ်အားဆိုတာကိုကျွန်တော်ကအာမခံချက်အပြည့်နဲ့ကျွန်တော်ဟောရဲတယ်တင်နားမလည်နိုင်ဘူးတခါတလေမှာတိမ်သွားချင်းခံရတဲ့အခါမှာလည်းပဲသူတို့ကတိမ်သွားတဲ့အခါမှာအဲ့ဒီမှာဘာဘူးလုံးမှာပဲသူတို့ကနေပြီးတော့မှသူတို့ဘာသာအိမ်တွေဆောက်ယာတွေလုံးပြီးတော့မှစိုက်ပျိုးအားလုံးလုံနေနေအထိုင်ကျနေပြီကွာအဲ့အချိန်ကျတော့မှပြန်တော့တဲ့ဘာဘူးလုံးနိုင်ငံကသူ့ကိုသူတို့ပြန်ခိုင်းလိုက်တာဒါပေမဲ့ပြန်သွားတဲ့အချိန်မှာဒီမှာသူတို့ဖြစ်တဲ့ပြဿနာကိုတွေ့ရပြီဒါပေမဲ့သူတို့ကဒီကနေစွန့်ခွာခဲ့တာကနှစ်ဆယ်နဲ့ချီကြာဖြစ်တော့ပြန်လာတဲ့အခါမှာဘာစလုပ်ရမှာမသိတော့တဲ့အချိန်ဖြစ်နေတယ်ကျွန်တော် live ကတခါတလေမှာအဆင်ပြေမယ်လှုပ်လိုက်ပြန်ပြက်စီးသွားလိုက်အစနေပြန်စလိုက်ဟောက်လာပြီဆိုတဲ့အချိန်မှာပြန်ပြက်စီးသွားပြန်ပြီပြန်စပြန်ပြီဆို live ကဘာလဲလို့တင်ထင်ရတဲ့အချိန်ရှိကောင်းရှိနိုင်တယ်ဖျားလုပ်တဲ့အရာစမ်းကြယ်တယ်ဥပမာကျွန်တော်နားလည်အောင်ပြောပြမယ်ကျွန်တော်က2000ခုနှစ်မှာ2020မှာမြန်မာပြည်မှာကျွန်တော်အဖမ်းမခံရခင်မှာကျွန်တော်ကတကယ် mega church ကိုစောက်ဖို့ရန်အတွက်ကျွန်တော်စပြင်ဆင်နေချိန်အမတုံးလမ်းမပေါ်ကနေပြီးတော့မှအဲ့ဒီကျွန်တော်မိတ်ဆွေတယောက်ကလည်းဒီမှာ mega church စောက်မယ်ဆိုရင်ရော့ဆိုတော့ဧကကို10နဲ့ချီပြပြီးသွားပြီကျွန်တော်မှတ်သုံးလမ်းမကြီးပေါ်မှာနေရာကောင်းကြီးဆွဲပြီဝုန်းဆိုဖန်ခံထိသွားတယ် why နားမလည်နိုင်ဘူးဒါပေမဲ့ဘယ်တော့မှဖခင် why ဆိုတဲ့စကားမပြောရဘူးဖခင်ကကြုံမြင်တဲ့ဖခင်ရှင်ဖြစ်တယ်တို့ကဒီတကွက်လေးပဲမြင်တာတို့ကတာတို့ပဲမြင်တာဖခင်ကတာရှင်မြင်တဲ့ဖခင်ရေရှင်ကိုမြင်တဲ့ဖခင်တော့တင်နားမလည်နိုင်တော့ညာလဲဖခင်ကအကောင်းဆုံးလုပ်နေတယ်ဆိုတော့သူဝန်ခံတတ်ဖို့အင်မတန်အရေးကြီးတယ်အာမင်အဲ့2020ကျွန်တော်အဖမ်းမခံခင်ရှိမှကျွန်တော်ကလုံးဝ plan တွေအကုန်ဆွဲထားပြီးတော့မှ step by step အကုန်လုပ်ဖို့ကျွန်တော်အကုန်ပြင်ဆင်ထားပြီးသားစကြည့်ဗျာရှင်းပြောရရင်လူနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်အတိုင်းဝိုင်းတစ်ခုခိုင်မာတဲ့အတိုင်းဝိုင်းတစ်ခုတိဆောက်ပြီးသွားပြီကျွန်တော်ကတင်းဆိုအကုန်လုံးဖြည့်ဆည်းခြင်းခံလိုက်ရတယ် okay အဲ့ဒါကောင်းဖို့
အဲ့ဒါကောင်းဖို့တင်နားလေရှင်မနားလေလိမ့်မယ်တင်ရဲ့ life မှာလည်းတင်အကောင်းဆုံးလုပ်နေတဲ့တင်ပျက်စီးသွားတယ်ဆိုရင်မှတ်ထားညီကောင်မောင်မတော်အဲ့ဒီထက်သာ၍ကောင်းသောအရာကိုဖခင်ကပြင်ဆင်ထားပြီးသား Hallelujah အဲ့ဒီထွက်ကြီးတဲ့အရာတွေဖခင်ကပြင်ဆင်ထားပြီးသားကျွန်တော်တို့ကဒီလောက်ပဲမြင်တတ်တယ်ဖခင်ကဒီလောက်ကြီးပြင်ဆင်ထားတဲ့ဖခင်ရှင်ဖြစ်တယ်ဆိုတာကိုတင်နားလေဖို့ဖခင်ခံလို့တော့ရှိတယ်အာမင်တော့တင်ဘယ်တော့မှစိတ်သက်ကြစရာအကြောင်းမရှိဘူးဘယ်တော့မှတင်ရဲ့ပြဿနာလေးကိုပုံကြီးချက်စရာအကြောင်းမရှိဘူးဖခင်ကအမြဲတမ်းကောင်းမြတ်တဲ့ဖခင်ရှင်ဖြစ်တယ်တင်ဘယ်ချင်းနေမှာပဲဖြစ်ဖြစ်တာရွေးမြင့်တဲ့ကုန်းမြင့်ပေါ်ဆက်ပြီးတက်ချင်တယ်ဆိုရင်တင်ရွတ်မှာတခုပဲရှိတယ်ဘယ်ပြဿနာပဲလာပါစေချီးမွမ်းခြင်းကိုတင်ယူတတ်တဲ့အတ္တတာဖြစ်ပါစေဒီမှာခက်ခဲရှိနိုင်တယ် I know ခက်ခဲပြဿနာရှိနိုင်တယ် I know ကျွန်တော်မကြော်ဖြတ်ဘူးလို့ပြောတာမဟုတ်ဘူးကျွန်တော်ကြော်ဖြတ်ပြီးသားဒါမဲ့အဲ့ဒီအရာတွေအားလုံးကအခုဝမ်းနေခဲ့ရပေမဲ့ဒီနေ့မှာတတ်တည်ခံစရာအကြောင်းတွေဖြစ်လာမှာဗျကျွန်တော်ရတတ်တာထဲမှာတရားဟောချက်အကောင်းဆုံးနေရကျွန်တော်မျက်ရည်နဲ့ရခဲ့တဲ့သင်ခန်းစာတွေဗျတောင်းတင်မကြောက်နဲ့တင်ချုံတွေ့တဲ့ຢာတွေအားလုံးဟာတနေ့အာရပါရသူများအတွက်ကောင်းခြင်းဖြစ်ဖို့တင်ကိုတတ်တယ်ခံဖို့ရအတွက်ချုံတွေ့စေတဲ့အရာတွေကြီးပဲဟာလေလုယာဘယ်တော့မှရှိတယ်ပြောလိုက်ဘယ်တော့မှစိတ်တမချနဲ့ဖျားရှင်တင်တော့အကောင်းဆုံးပြင်ဆင်ထားတယ်ပြောရဖျားရှင်တင်တော့အကောင်းဆုံးပြင်ဆင်ထားတယ်အာမင်ငါမှဘာမှမရှိဘူးပြောလိုက်စမ်းပါငါတော့အကောင်းဆုံးပြင်ဆင်ထားတဲ့ယေရှုရှိတယ်ငါမှလမ်းမရှိတော့လမ်းတစ်ကိုပြင်ဆင်ပေးတဲ့ယေရှုရှိတယ်ရှိုက်တဲ့လူကလမ်းတွေပိတ်ပါစေလမ်းတစ်ကိုပြန်ဖွင့်တဲ့ဖျားကျွန်တော်တို့ဖျားရှင်ဖြစ်တယ်တင်းကိုပိတ်တဲ့လူကိုသွားပြီးတော့မှအာယုံမဆိုင်ပါနဲ့ဖွင့်ပေးမယ်ဖျားကိုပဲအာယုံဆိုင်စမ်းပါလူကလမ်းတလမ်းပိတ်တယ်ဖျားကလမ်းခုနှစ်သွယ်ပြန်ပြီးတော့မှပြင်ဆင်နိုင်တဲ့ဖျားရှင်ဖြစ်တယ်အာမင်ထာဝရဘုရားသည်ငါ့ကိုမဆတော်မူသည်ဖြစ်၍လူသည်ရဲပြောလိုက်စမ်းမအခြေအနေတွေဆိုးရွားတဲ့အခြေအနေထဲမှာပဲလေပြောလိုက်စမ်းမငါ့ကိုမဆမယ်ဖခင်ရှိတယ်လို့ confident အပြည့်နဲ့ပြောလိုက်စမ်းမငါ့ကိုမဆမယ်ဖခင်ရှိတယ်မဆခဲ့တဲ့ဖခင်မဆနေတဲ့ဖခင်မဆအောင်မဲ့ဖခင်ကျွန်တော်အာယုစိုက်တာမမားစေနဲ့အာယုစိုက်တာမမားစေနဲ့တင်းကိုပြဿနာရှာတဲ့သူအာယုစိုက်တာမဟုတ်ဘူးဟာလေလုယာတင်းတို့အကောင်းဆုံးပြင်ဆင်တဲ့ဖခင်ကိုအာယုစိုက်ရတာပြဿနာရှာနေပါစေအဲ့ဒီပြဿနာရှာတဲ့လူတွေရှေ့မှာဘုရားကအံ့ဩစရာဖြစ်အောင်ဘုရားကလှုပ်လှုပ်နေတဲ့ဘုရားရှင်ဖြစ်တယ်ပရောဖက်ပြုခိုင်းသောစကားတင့်ကိုဒီထက်ဘုရားတာ၍ချင်းမြောက်အောင်မယ်ဆိုတာကိုတင်သိစေခြင်းနဲ့ဘုရားကလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးတွေတခါမှအိမ်မက်တောင်မမတ်ဘူးသေးတဲ့လုပ်ငန်းတွေတင်စတင်ပြီးတော့အကောင့်ထဲပေါ်ရတဲ့အခွင့်ကိုပြုဖို့ရန်အတွက်တင်နဲ့လက်တွဲမဲ့သူတွေဘုရားက divine connection တခုပြီးတခုချိတ်ဆက်လာတဲ့အချိန်ကာလရောက်လာလိမ့်မယ်တင်အတွက်အင်မတန်သစ္စာရှိတဲ့သူတွေဘုရားကတင်ကိုပို့ဆောင်လာပေးလိမ့်မယ်တင်တော့လှုပ်ရှားမလို့သူတို့အကုန်လှုပ်သွားပေးလိမ့်မယ်တင်ကိုချစ်တဲ့နှလုံးသားသူ့ထဲမှာဘုရားကထည့်ထားပေးပြီးတော့မှတင်ကိုလက်တွဲပြီးတော့လှုပ်ဆောင်ပြီးတော့တင်အကျိုးအတွက်သူကအစေခံတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးလိမ့်မယ်အဲ့ဒါက divine connection Say I receive it. နေငါ့ကိုဘုရားခင်ပြောလိုက်တဲ့စကားအပြင်ငါလွတ်မြောက်ဖို့ကြောင့်ဖြစ်စေခဲ့တယ်ဆိုတဲ့တတ်တည်ခံခြင်းနဲ့ကောင်းကြီးဖြစ်စေတယ်ဆိုတဲ့အရာတွေ idea တစ်တွေရသွားတယ်ဆိုတဲ့အရာတွေတနေ့တည်းတတ်တည်ခံရလိမ့်မယ်ကျမ်းစာလေးကိုဇေယျဆောင်အားပေးပြီးမှထိုင်တော်မူ၏သူစမဖတ်တော့အားမလို့လေအပြစ်ပေးတဲ့ကိစ္စငါကိစ္စမင်္ဂလာကိုပြောရမယ့်ကိစ္စမင်းတို့ကိစ္စမင်္ဂလာနဲ့ဆိုင်တာမင်းအပြစ်ကိစ္စငါကိစ္စငါလောက်ဝကတဲ့မှာငါအကုန်စီရင်ချင်းခံတော့မှာမင်းနဲ့မဆိုင်တော့အဲ့ဒီဆိုင်တဲ့အရာတွေအားလုံးမင်းကိုပြောမယ်မင်းနဲ့ဆိုင်တာဘာလဲမင်္ဂလာမင်းတို့ရှိပြယေရှုအပြစ်တင်ကဘသူနဲ့ဆိုင်သွားပြီလဲမင်္ဂလာနဲ့ဆိုင်တော့သူဖြစ်သွားပြီကခန်းကြီး49ကဒုနဲ့ဆိုင်တဲ့အရာဘာလဲတင်းရတတ်တာထဲမှာဆင်းရဲခြင်းတွေကနေဝမ်းမြောက်ခြင်းတွေပြန်ဖြစ်လာလိမ့်မယ်မိုးကျွေးခြင်းကနေတချင်းဆိုရတဲ့ခွင့်ရလိမ့်မယ်ဆုံးရှုံးခဲ့တဲ့အရာတွေအစတရားပြန်လဲပြီးတော့ဂျိတ်တဲတာခွင့်မပြခင်ပြင်ဆင်ပေးလိမ့်မယ်မမြင်ခဲ့ဘူးဘာလို့ဘာကံမသိဘူးဝิญဉ်မျက်စိကမ်းပြီးတော့ယူပါယုံမဲ့တဲ့တတ်တာနေမျက်စိပြန်မြင်ရတဲ့ခွင့်ပြခင်ပြင်ဆင်ပေးလိမ့်မယ်ဟာလေလုယာဟာလေလုယာဒီမျက်စိကိုအဓိကပြောတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ပြောင်းနေတဲ့အတ္တတွေလမ်းစာပြောင်းနေတဲ့တတ်တာတွေဘာလို့ဘာကံမသိတဲ့သူတွေဒါမဲ့ God will make a way for you hallelujah hallelujah ရဲ့ပြောလိုက်စမ်းကြိုက်တဲ့လမ်းပိတ်ပါစေငါရဲ့ယေရှုဟာလမ်းတစ်ကိုပြင်ဆင်ပေးထားပြီဆိုရင်ယုံကြည်တဲ့သူတွေဖြစ်ပါစေ hallelujah
never say no way. Jesus said, I am the way. Hallelujah. ဒါပေမဲ့ဘယ်နေရာရောက်ရောက်ဘယ်နေရာရောက်ရောက်ခရစ်တော်ရှိတဲ့နေရာက heaven ပဲခရစ်တော်ရှိတဲ့နေရာ heaven ပဲထောင်ဆိုတာတဲ့မကောင်းပါဘူးဆရာရဲ့တဲ့ဒါပေမဲ့အဲ့ဒီမှာအကြီးကဲတယောက်ပဲဆရာတို့နေတဲ့နေရာတော့တဲ့ဆရာထောင်ထဲမှာ VIP ပဲဆရာအဲ့လေ VIP ဘုရားသားသမီးအမြဲတမ်းမလုံးနဲ့ဝန်များများတာဝန်ခံတယ်များများတာဝန်ခံများများတာမင်္ဂလာစကားတွေတင်းအနာဂတ်တော့ကြို့ပို့ထားစားဘယ်တော့ဒုက္ခပေးပါစေတင်းအောင်မြင်လာရင်တော့မကြိုက်တဲ့လူကတော့ရှိမှာပဲညီကောင်မောင်တို့ဒါတော့မဆမ်းဘူးတင်းမျက်ရည်ကျတော့ငိုကြွေးတာပဲလူတွေကမြင်ရှင်တာဗျခေါင်းမောဘရအလိုနေရတင်းကောက်ပါညာကြည့်လို့မရတော့ဘူးဒါပေမဲ့ဖခင်တခင်လည်းတင်းဟုတ်တယ်တင်းကိုခေါင်းမောတော့ကြိုက်တယ်ဖခင်တဲ့မြေကြီးကိုစားပြီးတော့မှလက်ထအီလိုအဲ့လိုသွားတာကိုဖခင်မကြိုက်ဘူးလောကသားအဲ့ဒါကိုလှုပ်ရှင်ရှင်တာကျွန်တော်ဖခင်ကျွန်တော်ပါလေမင်းရဲ့ဥကောက်ငါချီမမယ်ဖခင်လို့မပြောဘူးလားကျွန်တော်ဖခင်ကျွန်တော်ဘယ်တော့မှလက်ထလို့ဖြစ်စေချင်တာမဟုတ်ရွှေလင်းရုံကဲတော့အတောင်ကိုဖက်ပြီးတော့အမြင့်ကိုပြန်တန်းစေချင်တာကျွန်တော်ဖခင်ပါဗျတင်းကလက်ထမဟုတ်ဗျာတင်းကပါလေရွှေလင်းရုံကဲတော့အမြင့်ဆုံးကိုပြန်တက်ပြီးတော့မှဟာလေလုယာမုန်တိုင်းကိုမကြောက်တဲ့သူကတင်းဖြစ်ရမယ်ဟာလေလုယာဘာဖြစ်လို့လဲမုန်တိုင်းကိုငြိမ့်စေတဲ့ဖခင်ကတင်းရဲ့ဖခင်ဖြစ်နေလို့ရခင်နာမှာဘုန်းကြီးပါစေယေရှုကလည်းယနေ့ပင်ဤချမ်းသာချက်သည်သင်တို့ကြားသည့်အတိုင်းပြည့်စုံလေပြီဟုမိန့်တော်မူ Hallelujah Hallelujah ယေရှုကလည်းယနေ့ပင်ဤချမ်းသာချက်သည်ယနေ့ပင် Come on receive it ယနေ့ပင်မင်္ဂလာနှစ်ကာလကငါမိသားစုတို့ဖြစ်တယ်ငါရတတ်တာတို့ဖြစ်တယ်လို့ဝန်ခံကြရအောင်ယနေ့ပြည့်စုံပြီ Receive it Hallelujahမနက်ဖြန်တစ်ပတ်ကမို့ယနေ့ပင်ဤမင်္ဂလာဟာတည့်တတ်တာတည့်မိသားစုမှာပြည့်စုံသွားပြီငါနဲ့ဆိုင်တာပါလေငါနဲ့ဆိုင်တာပါလေမင်္ဂလာဆိုတာတင်လုံးဝစိတ်ချရင်အာမင်ဒါဆိုတင်ရဲ့အမင်္ဂလာတွေအားလုံးဘသူယူသွားပြီလဲလက်ဝါးကတိုင်မှာယေရှုယူသွားပြီတင်ရဲ့အမင်္ဂလာတွေအားလုံးဘသူယူသွားပြီလဲယေရှုယူသွားပြီဒါဆိုတင်ရဲ့အမင်္ဂလာဘာမှမဆိုင်တော့ဘူးဒါဆိုရင်တင်ပြောမယ်ဆရာဒါဆိုကျွန်တော်ဘာကြောင့်ဒီလိုဒုက္ခရောက်တာလဲတင်မင်္ဂလာစကားစမှမပြောသေးတာတင်နဲ့မင်္ဂလာဆိုင်တယ်လို့တင်စပြောကြည့်လေတင်စပြောကြည့်လေအခုနညီမလို့ဗောသူ့မှာယောဂဖြစ်နေတယ်သူအောက်လန်းအထက်လန်းအလဲလန်းကြိုက်တဲ့လောက်ကုပို့ဆိုးသွားတယ်ဆရာဝန်နဲ့ကုတယ်ဆရာဝန်လည်းရှာမတွေ့ဘူးဒါပေမဲ့လက်ဝါးကတ်တိုင်မှာခံတော့တန်ချက်တော့နာယောဂညှိပြီးဝန်ခံနေရင်နဲ့တရားအမင်္ဂလာတရားအနာဆိုးတွေကိုလက်ဝါးကတ်တိုင်မှာယူသွားပေးတဲ့ယေရှုနာမဝန်ခံတော့ကြောင့်ဘယ်ချိန်ပြောက်သွားမှာဒီဘလောက်ပဲဆုံးရှုံးခြင်းနဲ့နေရာယူပါစေဘလောက်ပဲအမင်္ဂလာတွေနေရာယူပါစေငါဒီယေရှုနဲ့ဆိုင်တော့ကြောင့်မင်္ဂလာရှိတော်သူဖြစ်တယ်ငါနဲ့ဆိုင်တာမင်္ဂလာနတ်တိုင်းမှာခံစားမှာမင်္ဂလာနေ့တိုင်းမှာခံစားမှာမင်္ဂလာနေ့တိုင်းမှာခံစားမှာမင်္ဂလာလို့နေ့တိုင်းဝန်ခံတတ်လာရင်အမင်္ဂလာနဲ့အကုန်မင်္ဂလာပြောင်းသွားလိမ့်ဟာလေလုယာလို့ဖတ်တော့မယ်လို့ဖတ်တယ်6ကနေစဖတ်မယ်ငါတို့မူကဖတ်မယ်ငါတို့မူကလို့ဖတ်မယ်တင်းတို့မူကလည်းမဖတ်တော့ဘူးငါတို့မူကထာဝရဘုရားယေဘရဟိဟူ၍၎င်းငါတို့ဘုရားခင်အမှုတော်ထားဟူ၍၎င်းတမုတ်ချင်းကိုခံရကြလိမ့်မည်တပါမျိုးသားတို့၏စီးစိမ်ကိုစား၍သူတို့ရဲ့ဘုန်းတင်၌ဝါကြွားဝါမြောက်ကြလိမ့်မယ်ဟာလေလုယာဘယ်နာရှိတယ်ဘယ်လဲစမဖတ်ခင်မှာတင်ဘယ်နာရှိတယ်သူပြောလိုက်အဲ့ဒါတင်တော့ဖြစ်တယ်ကျွန်တော်တော့ဖြစ်တယ်လို့ပြောရအောင်အဲ့ဒါတင်တော့ဖြစ်တယ်ကျွန်တော်တော့ဖြစ်တယ်ဟာလေလုယာတင်တို့ဆိုတဲ့နေရာမှာငါတို့ဖတ်မယ်ငါတို့အဆက်ခွဲခြင်းရနိုင်နှဆတော့အကျိုးကိုခံရဘယ်နှဆလဲနှဆတော့အကျိုးကိုခံရ၍အတရေပြည့်ခြင်းရနိုင်လည်းလေသူတို့အဖို့ကိုခံစားလေဝမ်းမြောက်ချလိမ့်မယ်သူတို့မြင်နိုင်နှဆတော့အဖို့ကိုအမွေခံခမဘယ်နှဆလဲအမွေခံချဖျားထာဝရဝမ်းမြောက်ခြင်းနဲ့ပြည့်စုံကြလိမ့်မည်ခဏဒုက္ခပဲမဲ့ထာဝရဝမ်းမြောက်ခြင်းအာမင်ထာဝရဝမ်းမြောက်ခြင်းမကြားမဆိုလို့ပြန်ဖတ်ထာဝရဝမ်းမြောက်ခြင်းနဲ့ပြည့်စုံကြလိမ့်မည်ပြောထာဝရဝမ်းမြောက်ခြင်းနဲ့ပြည့်စုံလိမ့်မည်ထာဝရဝမ်းမြောက်ခြင်းနဲ့ပြည့်စုံကြလိမ့်မည်ဟာလေလုယာဒီအဆက်ခွဲခဲ့တဲ့အရာတွေဘုရားခင်အဲ့ဒီလူတွေရှင်းပါပဲဘုရားပြန်ချင်းမြောက်လိမ့်မယ်ဒီတော့ဘုရားပြန်ချင်းမြောက်လိမ့်မယ်ဒီတော့ဆက်ခွဲတဲ့လူတွေရှင်းပါဘုရားပြန်ချင်းမြောက်လိမ့်မယ်Hallelujah
ယာ အာမင် တင်းကိုစီကနေမတရားယူသွားတဲ့အရာတွေဘယ်တော့ပဲရှိပါစေတင်းကိုဖခင်အစပေါင်းများစွာပြန်လဲကောင်းချီးပေးလိမ့်မယ်ယုံကြည်တဲ့သူအာမင်ထူရအောင် အာမင် ဒါပေမဲ့ထူးဆန်းတာတစ်ခုရှိတယ်ဒီဥစ္စာဖတ်ပြီးသွားရင်ကျွန်တော်တို့ယေရှုကိုယ်တိုင်ဖတ်တဲ့ဟာကိုကျွန်တော်ပြန်ကြည့်ရအောင်ဟုတ်ပလားညီကောင်မောင်တို့ဒါရေးကြည့်သွားပြီဟေရှာယကထရဖိတ်ဝိညာဉ်တော်ဒီငါ့ပေါ်မှာတည်တော်မူ၏အကြောင်းမှာစင်ရသားတော်ကဝမ်းမြောက်စရာတရင်ကိုကြားပြောစေခြင်းကငါ့ကိုဗိတ်သိက်ပေးတော်မူပြီးနှလုံးကြည်ကွဲသောသူတွေဒါဆိုဖခင်ရဲ့သဘောတဘာဝပါကြီးလေယေရှုခရစ်တော်ဒီလောကကိုဆေလွတ်တဲ့နံပါတ်1အချက်ကစင်ရတဲ့သူတွေကိုဝမ်းမြောက်စေခြင်းတာဘယ်စင်ရခြင်းပဲဖြစ်ဖြစ်အဲ့ဒီစင်ရသားကိုဝမ်းမြောက်စေခြင်းတာသင်ပတ်စံအရန်ချမ်းသာပေမဲ့သင်စိတ်စင်ရနေလေသင်စင်ရသားပဲတင်ပတ်စအရန်ချမ်းသာမဲ့တင်အနာမှာတင်ကိုခင်မင်တွေ့တာချစ်ခင်တဲ့အပေါင်းတင်တယောက်မှမရှိဘူးဆိုတင်စင်းရဲသားပဲလူဆိုတာအပေါင်းတင်အတိုင်းဝိုင်းဆိုတာရှိပါတယ်အဲ့ဒီစင်းရဲသားတွေအဝမ်းမြောက်စရာတဲ့တင်ကိုကြားပြောစီခြင်းငါ့ကိုပိတ်သိပ်ပြီးမကြည့်ဘူးမောင်မတော်ချမ်းစာထဲမှာဇက်ကဲဆိုတာစင်းရဲသားဗျာကျန်းစာထဲမှာဇက်ကေကတော့အင်မတန်ငွေကြီးမှာချမ်းသာပြီမဲ့ तू ဘာစင်းရဲနေထင်လဲ तू အပေါင်းသိမရှိဘူး तू မှာ तू အကုန်လုံးတမျိုးလုံး तू ဝိုင်းပယ်ထားတယ်ဘယ်နေရာတော့ तू နှာခေါင်းရှုံတယ်နိဗ္ဗာန်ပတ်စံဘလောက်ရှိအကြည့်မကောင်းတဲ့ကောင်ငါတို့အတိုင်းဝိုင်းတဲ့ငါတို့ society တဲ့မဝင်လာနဲ့ထွေးယွန်းစရာကောင်းတဲ့ကောင်ဆိုတဲ့ဘဝနဲ့ तू နေခဲ့တဲ့နှစ်ပေါင်းများစွာတော့ယေရှုခရစ်တော်ကသူ့အထဲကိုဝင်လာပြီးတော့သူ့အိမ်ထဲဝင်လာပြီးတော့ငါမင်းနဲ့တူစားတော့ဆိုမိတ္တဟာယကိုခံလာတဲ့နေ့နဲ့ဆောက်ရငါဘာပတ်စံမလို့ချင်တော့ငါလို့ချင်တာအေးကြီး life မှာတာသမီအရေးနဲ့နှလုံးကွဲနေသူတွေရှိတယ်ခင်ပွန်းတဲ့ဇနီးတဲ့ကိစ္စအိမ်တော်ရဲ့ကိစ္စနဲ့နှလုံးချေကွဲနေသူတွေရှိတယ်အမျိုးသောအကြောင်းအရာနဲ့နှလုံးကွဲချင်နေသူတွေရှိတယ်အဲ့အတွက်ဖျားလာတာညီကောင်မောင်မတော်တို့မမျောလင်းစရာရှိတယ်ပတ်ဝန်းကျင်မှာဖြစ်ပျက်တဲ့လူတွေအားလုံးကိုတင်အဲ့ဒီဘိတ်သိရှိတော်သူနဲ့မိတ်ဆက်ပေးကြည့်စားသူတို့ဘဝရပြောင်းပြန်ဖြစ်သွားလိမ့်မယ် turn around blessing သူတို့ပြန်ခံစားလိမ့်မယ်ကောင်းကြီးခံစားခြင်းလို့ယေရှုကိုယုံကြည်တာတော့မဟုတ်ပေမဲ့ယေရှုကိုယုံကြည်တဲ့သားသမီးတိုင်းမှာတော့ဖခင်ရဲ့ကောင်းကြီးခံစားခွင့်ဖခင်ပေးထားတယ်ဗျထာဝရဖခင်၏မင်္ဂလာနဲ့ဒါတေချမှတ်တာထာဝရဖခင်၏မင်္ဂလာနဲ့ထာဝရဖခင်ဘာရှိလဲကွယ်ထာဝရဖခင်မင်္ဂလာနဲ့ပြီးတော့ဗာဆက်ပြောလဲငါတို့ဖခင်သခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကိုကြားပြောထားပေးစမ်းညီကိုမောင်မတွေဒါလေးမှတ်ထားပေးရင်ပြစ်ပေးတော်မူရာနေ့ရက်ကာလဆက်ဖတ်ပါဦးစိတ်မသာညီးတွားသောသူတို့အားနှစ်သိမ့်စေခြင်းက၎င်းစိတ်မသာညီးသောသူတို့နှစ်သိမ့်စေခြင်းက၎င်းပြီးတော့စိတ်မသာညီးတွားသောစီးအုံမြို့သားတို့အဖို့စီရင်၍ပြာအရာ၌ပေါင်းတရဖူဝမ်းနေခြင်းအရာ၌ဝမ်းမြောက်ခြင်းစီဒီမှာအရန်ကောင်းတာရှိတယ်ပြာအရာ၌ပါလဲပေါင်းတရဖူပြာအရာ၌ပါလဲပေါင်းတရဖူပြီးတော့ဝမ်းနေခြင်းအရာ၌ဝမ်းမြောက်ခြင်းစီတို့ဖခင်တလို့ဖခင်ပါဘာဝမ်းနေခြင်းဒီလိုဒုက္ခတွေကြုံတွေ့ဖခင်လို့တော့ဘာလို့မပြောပါနဲ့အဲ့ဒုက္ခတွေထဲကနေဖခင်ကတက်တည်ထူမဲ့ဖခင်အာမင်အာမင်ဟာလေလုယာဘယ်သူတွေလဲကွယ်ရဲ့ပင်နေတို့တွေညီကိုမောင်မတော်ဖခင်ရဲ့ယေရှုခံစားတဲ့အမျိုးတွေဟာလေလုယာဖခင်ရဲ့ယေရှုတော်ခံစားတဲ့အမျိုးကဘယ်သူတွေလဲဆိုတော့တို့တွေယေရှုခရစ်အပြင်ဖခင်ရဲ့ယေရှုတော်အထူးခံစားခွင့်ရသွားတဲ့သူတွေဖြစ်တယ်အာမင်တော့ယုံကြည်ခြင်းနဲ့ပြောရအောင်ဝန်ခံခြင်းနဲ့ပြောရအောင်ငါဒီဖခင်ယေရှုကိုအထူးခံစားခွင့်ရှိတော်သူဖြစ်တယ်လို့ပြောရအောင်ယေရှုတော်ကိုအထူးခံစားခွင့်ရှိတော်သူဖြစ်တယ်အာမင်ယုံကြည်တဲ့သူဖခင်ယေရှုတော်စတင်ခံစားပါစေဟာလေလုယာဟာလေလုယာကျမ်းမာခြင်းနဲ့ဆိုင်တဲ့ယေရှုတော်ဝေခြင်းနဲ့ဆိုင်တဲ့ယေရှုတော်မိသားစုနဲ့ဆိုင်တဲ့ယေရှုတော်ဟာလေလုယာမျက်နှာသာရခြင်းယေရှုတော်ပြုလေမြတ်မှာအကြံစီထားပြောတဲ့ယေရှုတော်သင်တတ်တာသင်မိသားစုကိုတက်ရောက်ပြီးဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာပါ၏အာမင်